Hello အားလုံးမင်္ဂလာပါကျွန်တော်ကတော့မြို့တန်ကျော်ပါဒီနေ့ကျွန်တော်ပြောပြချင်တာကကျွန်တော်ကကုတ်တင်နေရေးတာအပြင်ဘာတွေထပ်ပြီးတော့လေ့လာဖြစ်လဲဆိုတဲ့အကြောင်းကိုပြောပြပါမယ်ဘာတွေဆက်ပြီးလေ့လာဖြစ်လဲဆိုရတယ်ကျွန်တော်ကအတုံးချဖို့အတွက်လေ့လာတာပေါ့နော်တကယ်တော့အတုံးချဖို့အတွက်လေ့လာရဲဆိုတာ ਨੇ ကိုယ့်ဟာကိုဒီတိုင်းပြီးရောလေ့လာတဲ့ပုံစံနဲ့မတူဘူးเนาะအတုံးချဖို့အတွက်လေ့လာတဲ့ဟာပို့ပြီးတော့ကိုယ့်ရဲ့အုံနောက်ထဲမှာပိုကြံနေပေါ့ဗျာမြန်တက်မြောက်လွယ်တယ်အဲ့လိုမျိုးပေါ့နော်တကယ်လက်တွေ့အတုံးချလိုက်ရတာဆိုတော့လေအခုကျွန်တော်ပြောပြမယ့်ထဲမှာကျွန်တော်မှာတကယ် local ဒီမြန်မာနိုင်ငံအတွင်းမှာပဲ run နေတဲ့ business တချို့လည်းပါမယ်ပြီးတော့ online ပေါ်မှာရှိတဲ့ငွေရှာတဲ့ပုံစံတွေပေါ့နော်online ငွေရှာနေ okay အဲ့လိုပုံစံတွေလည်းပါလိမ့်မယ်ပေါ့နော် okay တစ်ချက်ကြည့်အောင်ဗျအဲ့မှာကျွန်တော်တွေ့တဲ့ဟာတွေကဘာတွေလဲဆိုတော့ affiliate marketing လို့ဟာမျိုးတွေပြီးရင် drop shipping လို့ဟာမျိုးတွေခဏနေကျွန်တော်အသေးစိတ်ကျွန်တော်ပြောပြမယ်နော် drop shipping လို့ဟာမျိုးတွေပြီးရင်ဒီ monetization လုပ်တဲ့ဟာမျိုးတွေပေါ့နော်ကို website ဖန်တီးတယ်ကြော်ညာတွေထိုးထည့်တယ်ပြီးရင်လူတွေရမ်းများတယ် clickbait လို့ဟာမျိုးတွေပေါ့နော်အဲ့လိုမျိုးဟာတွေအထိစမ်းကြည့်ဖြစ်တယ်ပေါ့ဗျာနော်ကျွန်တော်က project တွေရေးတယ် freelance လုပ်တယ်ပြီး MM Coder မှာဒီစာတင်တယ် course တွေဖန်တီးပြီးတော့ဒါ course တွေကိုရောင်းတယ်ဒါကတော့လူတိုင်းသိပြီးသားဟာတစ်ခုပေါ့နော်ဒါပေမဲ့ကျွန်တော်ထပ်ပြီးတော့လုပ်တာကဘာလဲဆိုတော့ပထမဆုံးတစ်ခုကonline shop ပါ online shop ကျွန်တော်အဲ့လို gadget တွေကျွန်တော်ရောင်းတယ်ပေါ့နော် gadget တွေကျွန်တော်စမ်းပြီးတော့တရုတ်ကနေမြန်မာနိုင်ငံတွင်းကိုတည်ပြီးတော့ရောင်းကြည့်တယ်တော်တော်လေးအမျက်ကျန်းတဲ့ထဲမှာပါတယ်ပေါ့နော်တော်တော်လေးအမျက်ကျန်းတယ်တဝက်ကျော်ကိုမြက်တယ်ဗျာ online shop လုပ်တဲ့ဟာလေဒါပေမဲ့ကိုယ်တိုင်တော့တည်ယူနိုင်ဖို့လိုတယ်ပေါ့နော်တရုတ်ကနေဓာတ်ရိုက်ယူနိုင်ဖို့လိုတယ်မဟုတ်ဘဲနဲ့မြန်မာနိုင်ငံတွင်းမှာပဲလက်ကားပေးနေတဲ့သူတွေစီကနေတွားယူမယ်ဆိုတော့မကြက်ဘူးပေါ့နော်မဟုတ်ဘဲနဲ့အဲ့လိုကိုယ်တိုင်ယူနိုင်နေဆိုတော့တော်တော်လေးအမျက်ကျန်းတဲ့ထဲမှာပါတယ်တန်မိုးကြီးတဲ့ electronic gadget တွေဆိုလို့ရှိရင်ပို့ပြီးတော့အများကြီးကျန်နေပေါ့နော်ဥပမာsmart watch လို့ဟာမျိုးတွေပြီးရင်power bank တွေကတော့တည်ယူစီးတအားကြီးတယ်ဗျအဲ့လို smart watch လို့ဟာမျိုးတွေပေါ့နော်အရန်လဲဟိုရောင်းလို့လည်းအဆင်ပြေတယ်ပုတ်တိုးသွားတဲ့ဟာမျိုးတွေလည်းမဟုတ်တော့လေအဲ့တော့ပထမဆုံးတစ်ခုကအဲ့လို online shopping ကိုကျွန်တော်ကောင်းကောင်းလေးလုပ်ဖြစ်တယ်အဲ့ပေါ်မှာမူတည်ပြီးတော့ကျွန်တော် marketing လုပ်တဲ့အပိုင်းတွေ social media marketing တွေအကုန်လုံးကျွန်တော်လေ့လာရတယ်ပေါ့နော်လေ့လာရတယ်နောက်ဆုံးဟို boost လုပ်နေတဲ့အစား content writing လုပ်တဲ့ဟာတွေအစုံပေါ့နော်အကုန်လုံးလေ့လာရတယ်ပေါ့နော်နောက်ထပ်တစ်ခုကကျွန်တော်ရဲ့ဟိုကျွန်တော်ကိုယ်တိုင်ဖန်တီးတဲ့ဟာမျိုးတော့မဟုတ်ဘူးကျွန်တော်သွားပြီးတော့ကိုညီပြီးလုပ်ပြီးတဲ့ဟာငါးလုပ်ငန်းတစ်ခုရှိနေတာတပလောကငါးလုပ်ငန်းလုပ်တဲ့ကအရင်တော့နည်းနည်းတော့ဟိုရီရတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်အတွေ့အကြုံရအောင်ဆိုပြီးတော့ကျွန်တော်သွားလုပ်တာတကယ်တော့အစောပိုင်းကတည်းကကျွန်တော်အဲ့ဒီဟာကိုဟိုတစ်လောက်တစ်ခါအဲ့လိုတွန်တေးဘက်မှာကျွန်တော်သွားပြီးတော့လုပ်နေခဲ့တာပေါ့နော်တစ်လောက်ကိုအချိန်လေးသူတို့ကျွန်တော်တစ်ပတ်လောက်ပဲပေးလိုက်တယ်ပေါ့နော်ပေးပြီးတော့တစ်ပတ်လောက်ပဲလိုမျိုးလုပ်ဖြစ်တဲ့ဟာလေးတခုပေါ့နော်ငါးလုပ်ငန်းအဲ့မှာကျွန်တော်အတွေ့အကြုံအများကြီးရတာဟိုသူတို့ကလည်းတွန်တေးဘက်ကပေါ်စီရဘာမှတိတ်ပြီးနားမလဲဘူးဗျာဒီ social media ဘိုင်းနေပြီးရင်ဒီလို marketing လုပ်တဲ့ဘိုင်းနေလို့နားမလဲဘူးပြီးရင်သူတို့ဒီအတွင်းထဲမှာrun နေတဲ့ system တွေကအစားပေါ့နော်အကုန်လုံးကျွန်တော်ပဲအဲ့လိုမျိုးအစီအစဉ်ချတယ်အဲ့ဟာအကိုတယောက်နေပေါ့နော်အစီအစဉ်ချတယ်အကုန်လုံးဝန်ထမ်းတွေခေါ်တာတွေကအစားပေါ့အကုန်လုံးအဲ့လိုမျိုးအဲ့မှာဒါ motivate ဖြစ်တာဗျာဟိုသူကလည်းအောင်မြင်တဲ့လောက်အောင်မြင်သွားတယ်ပေါ့ဒါပေမဲ့အခုတော့ကျွန်တော်ကားလမ်းအခက်ခဲနဲ့ဗာနဲ့လို့ရန်ကုန်သွားဖို့အဆင်မပြေတော့မလုပ်ဖြစ်တော့ဘူးပေါ့နော်အဲ့မှာတော့ဆက်ပြီးတော့သူကrun နေတယ်အဲ့လိုမျိုး run နေလို့ရတဲ့အနေအထားတိရအောင်စူးစမ်းပေးခဲ့တဲ့ဟာမျိုးတခုပေါ့နော်အဲ့တော့အဲ့ဟာလေးလည်းကျွန်တော်လုပ်ဖြစ်တယ်ပေါ့နော်ဒါတော့လုံးဝကုန်တင်နဲ့လုံးလမှမဆိုင်တဲ့လုပ်ငန်းတစ်ခုဗျာပြီးရင်ကျွန်တော်အဲ့လို software as a service ပေါ့နော်အဲ့လိုမျိုးလုပ်ဖို့ဟာတွေလည်းကျွန်တော်မှာရှိတယ်ပေါ့နော်အခုချိန်ဒီကျွန်တော်လုပ်နေ freelance ပဲလုပ်နေတာတကယ်တော့ freelance လုပ်ရတယ်တော်တော်လေးညီတော့ညီးငွေနေပြီဗျာညီတော့ညီးငွေနေပြီဆိုတော့ကျွန်တော်ကအဲ့လို product တချို့အဲ့လိုမျိုးဖန်တီးပြီးတော့service ပေးနိုင်တဲ့ဟာမျိုးပေါ့နော်ဒါပေမဲ့သူကတာဝန်အရန်ကြီးရဗျာပြီးနိုင်ငံရေးအခြေအနေကြောင့်အဲ့လိုမျိုးလူတွေကဒီပေါ်မှာခုကာလာမှာပေါ့နော်တိတ်ပြီးတော့စိတ်ဝင်စားမှုမရှိတာကိုလည်းအဲ့လိုမျိုးမြင်ရတယ်ပေါ့နော်အဲ့အချိန်မှာလည်းကျွန်တော်အဲ့လိုဘယ်လိုမြင်ရလဲဆိုတော့စမ်းကြည့်တာပေါ့နော်စမ်းကြည့်တာဆိုတာဒီလိုမျိုးဟာလေးစိတ်ဝင်စားလားဘယ်လိုလဲပဲဟွာလဲလိုက်ပြီးတော့မေးကြည့်ရတာပေါ့ဗျာအဲ့လိုမျိုးဒါပေမဲ့တိတ်ပြီးတော့စိတ်မဝင်စားကြဘူးပေါ့နော်ဒီ software as a service ကအဲ့တော့ကျွန်တော်အဲ့လို online ပေါ်က marketing လုပ်တဲ့ပုံစံတွေonline ပေါ်ဒေါ်လာရှာမယ်ပေါ့ဗျာအဲ့လိုမျိုးအပိုင်းတွေကိုကျွန်တော်နည်းနည်းလေးစဉ်းစားပြီးတော့အဲ့လိုမျိုးလေ့လာဖြစ်လာတယ်ပေါ့နော်အဲ့တော့ကျွန်တော်အခု online ပေါ်ကနေငွေရှာတဲ့ပုံစံတွေကတခုကျွန်တော်စဖြစ်တဲ့ဟာပေါ့နော်ပထမဆုံးသူကစလုပ်ဖြစ်တဲ့ဟာပေါ့ဆိုတော့အဲ့ဒီ content monetization လုပ်တဲ့ဟာပေါ့နော်ဟိုအကျဉ်းချင်းပြောရရင်ကျွန်တော် movie website လေးကျွန်တော်ရေးထားပြီးတော့အဲ့ဒီmovie link လေးကိုYouTube မှာ
trailer တွေမှာဖြစ်ဖြစ်အဲ့လိုမျိုးသူများတွေrecap လုပ်တဲ့ဟာတွေမှာကျွန်တော် like share တာမျိုးမြန်မာ audience မဟုတ်ပြတယ်အဲ့လို United States တို့ဘာလို့ Tier 1 traffic လို့ခေါ်တာပေါ့နော်အဲ့လိုဖွံ့ဖြိုးပြီးနိုင်ငံတွေပေါ့ဖွံ့ဖြိုးပြီးနိုင်ငံတွေအကြည့်များတဲ့ဟာမျိုးလေးတွေပေါ့နော်အဲ့ဟာလေးတွေကိုကျွန်တော်YouTube video တွေဖြစ်ဖြစ်Quora တို့ Reddit တို့မှာကျွန်တော် like share တယ် Pinterest တို့မှာအဲ့ပုံတွေရှိတယ် link တွေကျွန်တော် like ပြီးတော့ share တယ် clickbait လုပ်တာပေါ့ဗျာ clickbait လုပ်ပြီးတော့လို့ like share တယ်အဲ့မှာ website ကိုဟုတ်တယ်လူတွေအဲ့ကနေဝင်နှိပ်ပြီးတော့ဝင်ကြည့်လာတယ်ဝင်ကြည့်လာတော့ကျွန်တော်အဲ့မှာဘယ်လောက်ဒေါ်လာရအောင်ဆိုတော့$10နီးနီးလောက်ကျွန်တော်အဲ့ဒီကနေရတယ်ပေါ့နော်အဲ့နောက်ပိုင်းမှာကျွန်တော်ရက်လိုက်တယ်ဘာလို့ရက်လိုက်တာအောင်ဆိုတော့ကျွန်တော်ရဲ့အလုပ်တွေကကျွန်တော်မှရှိပြီးသားကျွန်တော်စမ်းကြည့်လာတာတကယ်လို့ကျွန်တော်အခု freelance လုံးဝကျွန်တော်မလုပ်တော့တဲ့အချိန်ရှိတယ်မလုပ်တော့တဲ့အချိန်ရောက်ရင်ကျွန်တော်အဲ့လိုမျိုးတခြားလုပ်ငန်းတခုစပြီးလုပ်လို့ရအောင်လို့ပေါ့နော်အဲ့လိုမျိုးစမ်းကြည့်တဲ့ဟာမျိုးတွေဒေါ်လာတစ်ခုရပြီ income တစ်ခုရပြီဆိုတာ ਨੇ ကျွန်တော်ကရက်လိုက်တယ်ပေါ့နော်ငွေရဘယ်လိုထုတ်တုံးဆိုတော့ငွေထုတ်တဲ့ပုံစံcontent monetization ဒီ platform တွေကကျွန်တော်တို့ payment ကို crypto နဲ့ချိန်ပြီးတယ်ဗျအဲ့တော့ကျွန်တော် Binance ကဟိုအရင်ကတည်းကအကောင့်ရှိပြီးသားဆိုတော့ Binance အကောင့်တွေကိုသူတို့ရဲ့ payment ကိုကျွန်တော်လက်ခံပြီးတော့မြန်မာငွေပြန်ပြောင်းနေပေါ့နော်အဲ့လိုမျိုးပုံစံနဲ့မြန်မာငွေကျွန်တော်ဒီရအောင်ကျွန်တော်အဲ့လိုမျိုးစမ်းကြည့်ခဲ့တာပေါ့နော်အဲ့ဟာလေးတော့ကျွန်တော်လေ့လာပြတယ်တကယ်လို့အဆင်မပြေဘူးဆိုလို့ရှိရင်အဆင်မပြေဘူးဆိုတာဒီနိုင်ငံမှာလောက်ရတာအဆင်မပြေဘူးဆိုရင်ကျွန်တော်အနေနဲ့အဲ့လိုမျိုးတန်းပြီးတော့ကူးလိုက်လို့ရတယ်ပေါ့နော်လွယ်ကူတယ်ပေါ့နော်ကျွန်တော်လုပ်ဖူးပြီးသားဆိုတော့လေနောက်တစ်ခုက affiliate marketing နဲ့ dropshipping ပေါ့အဲ့နှစ်ခုကလုံးဝမတူဘူးဗျာ affiliate marketing ဆိုတာကwebsite တစ်ခုကနေဥမာ e-commerce website တစ်ခုကနေပစ္စည်းတွေရောင်းတယ်။ Okay ငါတို့ကူရောင်းပြီးမင်းကိုပတ်စံရာခိုင်နှုန်းဘယ်လောက်ပေးမယ်ဆိုပြီးတော့သူက link လေးတစ်ခုပို့ပေးလိုက်တာကျွန်တော်တို့အဲ့ link လေးကိုကျွန်တော်ကဥမာခင်ဗျားကိုကျွန်တော်ပေးလိုက်မယ်ရောအရောင်ရငါရဲ့ link လေးကနေမင်းဒီပစ္စည်းတွေကောင်းတယ်မင်းဝယ်ကြည့်လိုက်ကျွန်တော်ပြောလိုက်တာဆိုခင်ဗျားဝင်ပြီးတော့အဲ့ဒီ link လေးကျွန်တော်ပေးတဲ့ link ကနေဝယ်လိုက်ပြီဆိုတာ ਨੇ ကျွန်တော် commission ရပြီ payment တွေပါလုပ်ပြီးသွားပြီဆိုတာ ਨੇ order တစ်ခုပြီးမြောက်သွားပြီဆိုတာ ਨੇ အဲ့ဒါ affiliate marketing ပေါ့နော် dropshipping အဲ့လိုမဟုတ်ဘူး dropshipping ဆိုတာအရင်ကြီးတယ်ဗျာကြီးတယ်ဆိုတာဘယ်လိုမျိုးလဲဆိုတော့ dropshipping ဆိုတာဥပမာခင်ဗျာကျွန်တော်စီကိုလာဝယ်တယ်ကျွန်တော် website တစ်ခုဖန်တီးထားတယ်ကျွန်တော်ကနေပဲအစအရာအကုန်လုံးတာဝန်ယူတာခင်ဗျားနဲ့ကျွန်တော်ပြောဆိုတဲ့ဟာကျွန်တော်တာဝန်ယူတယ်ပြီးသွားရင်ပစ္စည်းကိစ္စကျွန်တော်တာဝန်ယူလိုက်တယ်ပြီးသွားရင်ပို့တဲ့ shipping နေရာဆိုကျွန်တော်တာဝန်ယူလိုက်တယ် dropshipping ကလောက်ရတာခက်တယ်ပြီးသွားရင်အမြက်ကလည်းခုနက affiliate marketing နဲ့ဘာမှမဆိုင်အောင်အမြက်ရတယ်ပေါ့နော်အဲ့တော့ဒါကတော့ dropshipping နဲ့ affiliate marketing ရဲ့ကွာခြားချက်ပေါ့နော်ကျွန်တော်အဲ့တော့က affiliate marketing စပြီးတော့လုပ်တော့ဘာနဲ့လုပ်လဲဆိုတော့ AliExpress နဲ့ကျွန်တော်စမ်းကြည့်တာပေါ့နော် YouTube ကနေအဲ့လိုသူများဟိုလုပ်ထားတဲ့ video လေးတွေကျွန်တော်ကူးလိုက်တယ်ကူးပြီးတော့ TikTok မှာသွားတင်တယ်ပြီးရင်ငါစီဟိုတချို့ဆိုလို့ရှိရင် TikTok မှာဝယ်နိုင်ကြီးရှိတယ်အဲ့ဒါလည်း Tier 1 traffic ကလိုတာပေါ့နော်သူတို့တွေကပဲဝယ်နိုင်ကြီးရှိတာဗျာအဲ့တော့အဲ့လို United States ကနေပြီးတော့ video တွေလိုက်ရှာတယ်ရှာပြီးတော့ကျွန်တော်ကြိုက်တဲ့ position ဆိုပြီး AliExpress ကနေကျွန်တော်သွားပြန်ရှာပြီးတော့သူတို့မှာရောဒီမှာဝယ်လို့ရတယ်ဆိုပြီးသူတို့ရဲ့message box တွေသွားပြီးတော့အဲ့လို clickbait လို့ပေါ့ clickbait တော့မဟုတ်ပါဘူးဒါရောင်းတာတိုက်ပြောလို့ဖြစ်ပြောလို့ရောင်းလို့ရပဲဒါတော့ clickbait မဟုတ်ဘူးပေါ့နော်အဲ့လိုမျိုးသွားပြီးတော့စမ်းကြည့်တာပေါ့နော်မ order တစ်ခုနှစ်ခုလောက်ရရင်ကျွန်တော်ရက်လိုက်တယ်ဘာဖြစ်လို့ဆိုတော့အချိန်ပေးရလို့ဗျာအဲ့ဒီဟာတွေကတော်တော်လေးအချိန်ပေးရတဲ့အထဲမှာပါတယ်ကိုတကယ်ဟိုဒါဟိုစီးပွားရေးလုပ်ငန်းတစ်ခုအနေနဲ့လုပ်မယ်ဆိုလို့ရှိရင်ခုနက brand တစ်ခုကထောင်ထားဖို့လိုတယ် brand နာမည်တစ်ခုဘာ shop ညာ shop အဲ့လိုမျိုး brand တစ်ခု website တစ်ခုနည်းနည်းတအားတော့လွယ်ကူတဲ့ဟာမျိုးတော့မဟုတ်ဘူးเนาะဒါပေမဲ့စိတ်ဝင်စားရင်တော့တအားတော့မခက်ခဲပါဘူးနောက်တစ်ခုကကြတော့ခုနက dropshipping ကိစ္စပေါ့เนาะ dropshipping ကကျွန်တော်ဘယ်ကနေကျွန်တော် idea ရတာလဲဆိုတော့ကျွန်တော် online shop လုပ်ငန်းစတဲ့အချိန်မှာကျွန်တော် idea ရတာ online shop ကမြန်မာနိုင်ငံအတွင်းမှာပဲရောင်းရတယ်တကယ်လို့ငါတကဘာလုံးမှာပြန်ရောင်းရရင်တော့မစိုးဘူးပေါ့နော်ကြီးကြီးတွေရှောက်တွေးတာပေါ့ဗျာအဲ့ခါကျတော့ dropshipping လုပ်ဖို့အတွက်ကျွန်တော်စပြီးစီစဉ်တယ်တရုတ်ကနေအဲ့လို source ကိုကျွန်တော်ရအောင်ရှာတယ်တရုတ်ကနေအဲ့လိုကျွန်တော်ပို့ပေးမဲ့လူပေါ့နော်ပို့ပေးမင်းတို့သူကလည်းကျွန်တော်ပြောတယ်ဗာပြောဆိုတော့ငါကငါတို့ရဲ့ warehouse က United States မှာလည်းရှိတယ်ပေါ့နော်မင်းလုပ်ချင်တယ်ဆိုလို့ရှိရင်လုပ်လို့ရတယ်တရုတ်ကနေပို့စရာမလိုဘူးဟို delivery ကအရင်မြန်မြန်ဆန်ဆန်နဲ့လုပ်လို့ရတယ်ပေါ့နော်ပုံမှန်ဆိုတရုတ်ကနေ United States ကိုပို့မယ်ဆိုရင်ခံမှန်းကြည့်ပေါ့နော်နှစ်ပတ်လောက်ကတော့ကြာမှာဗျာနှစ်ပတ်လောက်ကတော့ကြာမှာဒါတော့မှဟိုပုံမြန်ကျင်တယ်ဆိုလို့ရှိရင်တော့အဲကာကိုလိုပုံစံမျိုးနဲ့ပို့လို့ရတယ်အဲ့လိုတစ်ပတ်တောင်မကြာဘူး3-4ရက်လောက်ထင်တယ် United States ကိုအိမ်ရောက်အဲ့လိုမျိုးပို့ပြီးလို့ရတယ်ပေါ့ဒါပေမဲ့အဲကာကတအားစီးကြီးရဗျာအဲ့တော့သူတို့ပေးတဲ့ကာကို service တခုနဲ့ပဲတွားရတာပေါ့ဗျာအဲ့လိုမျိုးကာကို service တွေကျွန်တော်လိုက်ရှာရတယ်ချိတ်ရတယ်ဒီ dropshipping လုပ်တဲ့ဟာမှာအဲ့တော့လည်းကျွန်တော်အဲ့လိုမျိုး order လေးတစ်ခုနှစ်ခုလောက်ရတဲ့အချိန်မှာရက်လိုက်တယ်အဲ့တော့ဘာရောင်းခဲ့ရအောင်ဆိုရင်ကျွန်တော်ဟို Bluetooth keyboard လေးတစ်ခု Bluetooth keyboard ဆိုတာဟို tablet နဲ့ချိတ်ဆက်တဲ့ Bluetooth keyboard လေးတစ်ခုဗျာအဲ့ဒီဟာလေးရောင်းထွက်တာအဲ့တော့ကြာတော့ကြာပြီဗျာ$55လားမသိဘူးအဲ့လောက်ရတယ်ဒါပေမဲ့$55မှာတစ်ဝက်လောက်ကတော့မြတ်တယ်ဗျာ
အဲ့လိုမျိုးလေးစလုပ်ကြဒါပေမဲ့အဲ့ဒီ order တစ်ခုရမှုကျွန်တော်ကတော်တော်လေးအချိန်ယူရတယ်ပေါ့နော်အချိန်ယူရတော်တော်လေးလိုက်ပြီးတော့ပြောဆိုရတယ်ရှင်းပြရတယ်ဒါတော့မလွယ်ကူဘူးဗျဒါပေမဲ့ तू ကအဲ့လိုကိုယ်ယုံကြည်မှုတစ်ခုရသွားပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့သူကလည်းသူ run နေမဲ့ service လုပ်ငန်းတစ်ခုပဲ dropshipping ရတယ်တော်တော်လေးမိုက်တယ်ဒါပေမဲ့တာဝန်ယူမှုအရင်ကြီးတယ်affiliate marketing နဲ့ပို့ပြီးတော့ပြင်မယ် affiliate marketing link လေးတစ်ခု share ပြီးတော့ order ကောက်နေရုံပဲဗျာdropshipping ကြတော့အဲ့လိုမတူတချို့ဟာတွေဆိုလို့ရှိရင်တဝက်မကပို့ပြီးမြတ်တယ်အလီပပါတို့အလီ express တို့မှာအဲ့လိုမျိုး$3-4နဲ့ရောင်းနေတဲ့ဟာတွေကကျွန်တော်တို့ရဲ့ dropshipping လုပ်ငန်းမှာ$30-40လောက်ဖြစ်နေတာဗျာအဲ့လိုမျိုးဗျာ sorry အဲ့လိုမျိုးဆိုတော့အမြတ်ကအများကြီးကျန်တယ်ပေါ့နော် dropshipping လုပ်နိုင်လို့ရှိရင်အရင်မိုက်တယ်ဗျာအဲ့တော့ဒါတော့ကျွန်တော်အကျဉ်းချင်းလေးတွေပြောပြသွားတာပေါ့နော်ဒါကျွန်တော်ကုတ်တင်နေအပြင်ကျွန်တော်ရဲ့ freelance လုပ်ငန်းတွေအပြင်ကျွန်တော်ဆက်ပြီးတော့ run နေတဲ့ဟာတွေနဲ့ run ကျင်တဲ့ဟာလေးတွေပေါ့နော်မိတ်ဆွေတို့လည်းအသေးစိတ်သိချင်တယ်ဆိုလို့ရှိရင်တခုချင်းစီကျွန်တော်အဲ့လို comment လေးမှာဖြစ်မေးခဲ့လိုက်ကျွန်တော်အသေးစိတ်လေးကျွန်တော်ပြောပြမယ်နောက်ဆုံးဒီ marketing လုပ်နေတဲ့ပုံစံတွေအားစကျွန်တော်ကတော့အဲ့လို click bait ဆန်အဲ့တော့သွားခဲ့တာပေါ့နော်မြန်မြန်အကောင့်တွေပေါ်အောင်ကျွန်တော်ကမြန်မြန်လေးလုပ်ခဲ့တာဒါပေမဲ့တကယ် business တစ်ခုလုပ်ငန်းအနေနဲ့လုပ်မယ်ဆိုရင်တော့ကျွန်တော်တို့ရဲ့ brand တည်ဆောက်တာကိုအထူးလိုတယ်ပေါ့နော်အရေးတကြီးလိုတယ်ဥပမာ MM Coda ဆိုလို့ရှိရင်မျိုးတန်းကျော်နဲ့တွဲတည်နေတယ် MM Coda ဘာလုပ်တောင် course တွေဖန်တီးတယ် course တွေရောင်းပေးတယ်တင်တန်းတွေတင်တယ်အဲ့လိုမျိုးတွဲတည်နေအောင်brand တည်ဆောက်ဖို့လိုတယ်ပေါ့နော် okay အဲ့တော့ဘုသူတာရပါမယ်လို့ကျွန်တော်ထင်ပါတယ်နောက်ထပ်ဗီဒီယိုမှာကျွန်တော်ဆက်ပြီးတွေ့ကြမယ်အားလုံးကျေးဇူးပါ